Hi Nanzate Inchibaya Alongbe Minklaba Flamska Pyochame Channel Kani Nitit Natang Sanga Kunima Patama Usong Pianle Bido Joso like Parishan Dikani Pyopia Tome Tinkan Salika Do Ajin Natang Sale Kunika Pyopia Kede Tinkan Samyo Mahobe Adik Beko Tamate meaning Ponsalumune Pyopia Tomabe Psipade Di tamatade meaning yet tabo diale rico nale tabo pau bi soma sakapyo panko setwa jamabe pshipare Papilole sodo maneka flam speaking ma alphabets wow ne to choto sakalong boundary ne sakalong dwe definition dwe ba ate sik pyo pya tha khe phu ba bi na ma thong ya tai bu so lo shi yin ho naw song video file ကနေစတင်ပြီးတော့မှနားထောင်ဖို့တိုက်တွန်းပါရစေနော်ဒါမှ flam speaking သင်ယူရတာလွယ်ကူပြီးတက်လွယ်စင်မှာပဲဖြစ်ပါတယ်သင်ခန်းစာလေးမစတင်ခင်မှာ flam speaking နဲ့ပတ်သက်ပြီးလက်လာသင်ယူခြင်းသူများအတွက်အရင်ဦးဆုံးတစ်ခုပြောဖို့ရှိပါတယ်ဒါကတော့အပေါ်ကပြောပြခဲ့တယ်လို့ meaning ပုံစံလိုမျိုးပြောပြသွားမှာဖြစ်တဲ့အတွက်ဥပမာ English မှာဆိုလို့ရှိရင် vocabulary meaning for example he to she to ma flower flower ပန်းပွင့်စသဖြင့် meaning တွေကိုလက်လာချက်မှတ်ကြပါတယ်ဒါပေမဲ့ flam speaking မှာ English meaning တွေလိုအဓိပ္ပာယ်သတ်မှတ်ပြီးမြန်မာလိုတင်ပြဖော်ပြခဲ့တာကိုမရှိတလောက်ပါပဲ flam speaking နဲ့ပတ်သက်ပြီးကျမရှာဖွေနိုင်တလောက် website internet YouTube any other online တွေမှာအချိန်ယူပြီးရှာဖွေခဲ့ပါတယ်ဒါပေမဲ့ flam chin ဘာသာစကားကိုမြန်မာလိုအပြည့်အစုံနဲ့အဓိပ္ပာယ်သတ်မှတ်ပြီးဖော်ပြတင်ပြခဲ့တာတွေမတွေ့မရှိခဲ့သေးပါဘူးလို့ဆိုရမလို့ဖြစ်နေပါတယ်ဒါကတော့ကျမတယောက်တည်းယူဆတဲ့အတွေ့အသက်ပဲဖြစ်ပါတယ်ကျမမရှာဖွေနိုင်တဲ့တချို့သောအရာတွေရှိကောင်းရှိလိမ့်မယ်ဒါကြောင့် flam စကားပြောကြမယ် channel မှာဒီကိစ္စလေးကိုပထမဦးဆုံးအသိပေးပြောချင်တာပဲဖြစ်ပါတယ်ဒီ flam စကားပြောနဲ့ပတ်သက်ပြီး meaning တွေကိုသတ်မှတ်ပြီးပြောပြသွားမှာဖြစ်တဲ့အတွက်ဒီ channel ကိုချင်းလူမျိုးတစ်စုံတစ်ယောက်ကနားထောင်ခဲ့တည်ရှိခဲ့တော့စကားလုံးတွေရဲ့အဓိပ္ပာယ်သတ်မှတ်ချက်များလွဲမှားတာတွေရှိခဲ့ရင် YouTube comment တော့မဟုတ် Facebook page Messenger ကနေအကြံပြုထောက်ပြစေလိုပါတယ်လို့အရင်ဦးဆုံးပြောပြချင်ပါတယ် Flam speaking ကိုမြန်မာလို meaning တွေနဲ့သတ်မှတ်ပြီးပထမဦးဆုံးဖန်တီးရတာဖြစ်မှာမို့လို့ကြိုတင်ပြီးပြောပြရခြင်းဖြစ်ပါတယ် Okay သင်ခန်းစာပိုင်းကိုစလိုက်ကြစို့ If you are ready let's start it အစီဟုတ်တယ်အစီဟုတ်တယ်အစစ်လောက်မဟုတ်ဘူးအစစ်လောက်မဟုတ်ဘူး I မဟုတ်ဘူး I ဆိုတာမဟုတ်ဘူးဆိုတဲ့သဘောကိုဆိုလိုပါတယ်ဒါပေမဲ့လူကြီးလူကောင်းနဲ့စကားပြောတဲ့အချိန်အစီအဝေးပွဲတစ်ခုခုမှာစကားပြောတဲ့အချိန်မှာဆိုလို့ရှိရင် di ဆိုတဲ့စကားလုံးကိုမသုံးရပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင် di ဆိုတဲ့စကားလုံးဟာယဉ်ကျေးတိမ်မွေ့စေတဲ့စကားလုံးမဟုတ်ဘူး။ကြက်တရေရှိစေတဲ့စကားလုံးမဟုတ်ပါဘူး။အဲ့ဒီလိုပြောလို့ရိုင်းတဲ့စကားလုံးလည်းမဟုတ်ပြန်ပါဘူး။ဥပမာ English လို့ဆို basic native ဆိုတဲ့သဘောမျိုးပေါ့di ဆိုတဲ့စကားလုံးကချင်းလူမျိုးအချင်းချင်းအရန်ရင်းနှီးတဲ့တငယ်ချင်းတွေကြားမှာအသုံးပြုကြတာများပါတယ် native စကားပြောလူမျိုးသဘောကိုဆောင်တာပဲဖြစ်ပါတယ်သင်ခန်းစာပိုင်းကိုဆက်သွားကြစို့ hina dima hina homa hitoka diphamma hitoka diphamma Kitok ho phepma hina ko lam ne twe me hina lama diphatchamma hina lama diphatchamma khina ko lam ne twe me khina lama ho phatchamma khina lama ho phatchamma khana lama tomaho khat lama Eddie Pema Kana Lama Tomaho Kat Lama Eddie Pema Kiang A Tomaho a Kiang A Anama Kiang A Tomaho a Kiang A
anama anaya anima anaya anima ahlat a awema ahlat a awema amaya ashima amailam a ashipema amaya ashima amailama ashipema adunga anauma adunglam a anaupema adung a anauma adunglama anaupema vorlama nya pechama vorlama nya pechama ke lama be pechama ke lama be pechama asir a bema asir a bema asir te a ne twe me asir te a bena lema asir te a bena lema atluna tomho achung a apoma adai be atutu ba be atluna tomho achung a apoma atlun bik a tomho achung bik a tomho atlun tabik a apo song phema solora ka thik song ma bo apo song ma apo that song ma ဆိုတဲ့သဘောကိုဆောင်တာပဲဖြစ်ပါတယ်အနှွားရအောက်မှာအနှွားရအောက်မှာအနှွိုင်းဘီကတော့မဟုတ်အနှွိုင်းတဘီကအောက်ဆုံးထပ်မှာတော့မဟုတ်အောက်ဆုံးဖက်မှာဆိုပြီးပြောလို့ရပါတယ်အနှွိုင်းဘီကတော့မဟုတ်အနှွိုင်းတဘီကအောက်ဆုံးမှာအဆုံအထဲမှာအဆုံအထဲမှာလမ်နဲ့တွဲမယ်အဆုံလမ်အထဲဖက်မှာအဆုံလမ်အထဲဖက်မှာအလေငါအပြင်မှာအလေငါအပြင်မှာလမ်နဲ့တွဲမယ်အလေငလမ်အပြင်ဖက်မှာအလေငလမ်အပြင်ဖက်မှာအလာယအလေမှာအလာယအလေမှာအလိုက်တဘီကဓမ္မမဟုတ်အလိုက်ဖငါအလေဘဟူမှာအလေတဲ့မှာအတိတ်ပဲအတူတူပါအလိုက်တဘီကအလိုက်ဖငါအလေဘဟူမှာအလေတဲ့မှာဟီမီဒီဟာဟီမီဒီဟာခီမီဟိုဟာခီမီဟိုဟာခမီတော့မဟုတ်ကျူမီအေတာအတိတ်ပဲအတူတူပါပဲခမီတော့မဟုတ်ကျူမီအေတာဟုတ်ကဲ့ဒီဟာလေးတွေကတော့ Flam Speaking ပြောကြမယ် channel ကနေပထမဦးဆုံး Flam Speaking meaning အနေနဲ့ basic အတွက်ပြောပြသွားတာပဲဖြစ်ပါတယ်ပြီးတော့ဒါလေးတွေကနေ့စဉ်စကားပြောမှာအရန်အသုံးဝင်တဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဒီ meaning လေးတွေနဲ့ပတ်သက်တဲ့စကားပြောတွေကတော့နောက်ဗီဒီယိုမှာပြောပြသွားပါမယ်ဘာလို့ဆိုတနေ့မှာသင်ခန်းစာတွေမျှသွားခဲ့ရင် Flam Speaking သင်ရတာခက်ခဲနေတယ်လို့ဖြစ်မှာဆိုလို့ဒီ meaning လေးတွေရဲ့အတန်ထွက်တဲ့အဓိပ္ပာယ်ကိုကျင့်ငဲ့အောင်အရင်ဦးဆုံးမှတ်သားလက်လာတင်ယူကြမယ်ပြီးမှနောက်သင်ခန်းစာမှာ Flam စကားပြောသင်ရတာလွယ်ကူစေမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်နဲ့လုံလောက်မယ်လို့ယုံကြည်ပါတယ်လက်လာတင်ယူသူအလုံးအတွက်အကျိုးရှိပြီးအသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာအသစ်သောသင်ခန်းစာနဲ့ပြန်လည်ဆောင်တွေ့ကြစို့ Thanks for watching my YouTube channel See you in the next video. Bye.